ဒါအနောက်တန်းရကြီးတဲ့လူကိုခွေးသက်တယ်ဆိုတော့အဲ့ဒါပြောတာပေါ့ပညာရှိကိုတိုင်ခွေးသက်တာပဲအဲ့ဒါနောက်တစ်ခုကသူတို့မှတဲ့ဒါဝရယာမတုတိတာဆိုတော့1 2 3 4မှာရှိတာသူတို့မှတဲ့ဒါဝရင်သားယာမတုတိတာ40မှာရှိတယ်ဘုရားရဲ့မဲ့တော်ကအဲ့ဒီတက်ဟောလိုက်ပါတော့လားလို့မေးတယ်နိုင်ငံသားတွေမှာလဲဘာလို့အောက်ဆင်းဟောတာလဲကို့အမေကိုဆင်းခိုင်းတယ်ကွာဘုရားကလည်းကို့စဉ်းစားလိုက်ပေါ့တုတိတာဆိုနေမြင့်သွားပြီဒီနေ့နေပြည်တော်ကဗိုလ်ချုပ်ကြီးတွေအိမ်မှာတရားဟောရင်ညီတို့မလာတော့ဘူးဒီကျောင်းထဲမှာဟောရင်သူလာလို့ရတယ်သမရအိမ်မှာဟောရင်9 ယောက်10 ယောက်ပဲဟောမယ်အဲ့ဒီတွေကမြတ်စွာဘုရားတရားက public ကို demo ဆိုတာ demography ဆိုတာအဲ့ဒါပဲဘုရားတရားအဲ့ဒါပဲနန်းတွင်ထဲမှာဟောတဲ့တရားပွဲအလွန်နဲတယ်ဘုရားဟောသလားနန်းတော်ထဲမှာဟောတာရာဇဂိုနန်းတော်ထဲမှာဟောတဲ့တရားအလွန်နဲတယ်ကျန်တာအကုန်လုံး public မှာဟောတာအဲ့ဒီတွေကဘုရားရှင်အာဘောကြည့်လိုက်ပေါ့တို့ခဏသုံးသပ်ပြတယ်ဘုရားရှင်ဒီဘယင်းတွေအကြောင်းကိုကောင်းအောင်သိတယ်လို့မသိတာငါတို့ကကျတော့အုတ်လာမှာမွေးတယ်ဆင်းရဲတယ်ဆင်းတော့ဘိုးချုပ်ကြီးတွေနဲ့နေချင်းနဲ့တမရတို့ကအဲ့လိုနေတဲ့ဘဝကိုဘုရားကသူ့ကိုယ်တိုင်ကဘယင်းသားလာတာဒီဘယင်းလေးအကြောင်းအရာကောင်းအောင်သိတယ်သူဘုရားရှင်ရဲ့အဖေကိုယ်တိုင်သောရဏကိုယ်တိုင်မျက်နှာလိုက်ပြီးတော့ဟိုသူ့သားကိုဘယင်းဖြစ်မယ်ပြောတဲ့ပုဂ္ဂိုလ်ကျတော့ပေးလိုက်တယ်လေကိုယ်နဲ့ညာတော့မောင်းထုတ်လိုက်တယ်ဒါသူကိုယ်တိုင်တွေ့ထားတယ်အဲ့တော့ဘယင်းကင်းလီကမကွတ်ဘူးဆိုသိတယ်မင်းကွတ်သိတော့မဟုတ်မင်းနေမကွတ်ဘူးသူသိတယ်ဘုရားရှင်သိတယ်တို့ကမသိဘူးတို့ကမသိတော့သိအာနာပိုင်းနေနဲ့ယဉ်ကျေးခြင်းနဲ့အရာရှိနေတွေ့ရင်လည်းဘုရားသိတာခက်ဝေးဝေးနေတယ်ခက်ဝေးနေတာအန်ဒီပူရသိခါဘုံမှာသိလိုက်တယ်ဟိုပါကောသလမင်းကြီးနဲ့တွေ့တယ်စတ္တပါဏိဥပဒကသူကစတ္တကထီပါဏိရလက်ထဲမှာသူသွားရင်သူထီလေးတစ်ချောင်းအမြဲတမ်းပါတယ်အဲ့ခါကျတနေ့သားကျတော့သူကဘုရားရှင်နဲ့တရားတွေဆွေးနွေးနေတယ်ဘုရားရှင်တရားတွေမေးတယ်အဲ့ဆိုကောသလမင်းကြီးရောက်လာစဉ်းစားလိုက်တယ်ကောသလငကိုတွေကမှစိတ်ကခတ်တူတူလေဒီဘယင်ကသူ့အလေးမပြုအယိုးသေးမပေးရင်တော့ငါသေးတော့တယ်ရာဇာရိရာဇာဖြစ်တော့ဓမ္မရာဇာတရားမင်းလက်ထက်မှာတရားရှိတဲ့ပုဂ္ဂိုလ်ရဲ့လက်ထက်မှာသူ့ထပြီးတော့အယိုးသေးပေးလိုက်လို့ရှင်တရားကိုမလေးစားရောက်တယ်နေကွာသေကာမသေကွာဆိုပြက်သွားတယ်ဘုရားတွေ့လိုက်တော်သေးတာပေါ့ခါကြီးဒီဥပဒကကြီးရဲ့ဘိဓသုံးပုံလူဝိကြောင်နဲ့အာကုံဆောင်နာခံပုဂ္ဂိုလ်ကြီးအလုံးကြည့်ရဩဆရာကြီးရဲ့ပစ္စည်းလေးပါနဲ့ဖိတ်ပါတယ်ဒီလိုမှတ်ပါဆိုဟောတာလေးပြည်သွားတယ်အဲ့ဒါပြည်သွားပြည်သွားတနေ့သားကျတော့နန်းရင်မြေုံဖြတ်တာကြီးလေးဆောင်းပြီးတော့သူစတ္တပန်နေပြောတယ်အဲ့ဖူကြီးသွားခေါ်သန်းကွာအာဆရာကြီးဘယင်မင်းတရားခေါ်တယ်ဖြတ်သွားဆိုတော့မှခေါ်တယ်ပြောဖြတ်ဆိုဖက်နှက်လေးကိုကန်ပြီးတော့ပညာရှိတယ်လေဖက်နှက်လေးကန်ပြီးဒါကြောင့်မလို့အရေးသုံးပါးနားလဲဆိုအဲ့ဒါပြောတာမင်းရိတ်စိုးရိတ်မိဘအရေးသစ်ပင်အရေးဆရာရိတ်တရားရိတ်ပဲဒါပြောတာအရေးသုံးပါးလည်းနားမလဲတဘာမှနားမလဲဘလို့ပြောမှမသိဘူးမရိပ်မိတဲ့လူတွေရိပ်မိရမယ်လို့အဲ့ဒါဆိုတော့အရေးသုံးပါးနားလဲတယ်တရားကြီးဘယင်ခေါ်နေဆိုဖြတ်ဆိုထီးလေးရုပ်ပြီးတော့ဘုံမော်ထိုင်နေရပူနဲ့12 နာရီထိုးနေကင်း12 နာရီ